Msilo. Knowledge sharing channel. Don't forget to like, comment, and subscribe. Silo channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီက share လေးလုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုလက်ရှိသုံးနေတဲ့ဖုန်းပဲဖြစ်ဖြစ်ဖုန်းဆိုင်မှာကျွန်တော်တို့ဖုန်းအသက်ဝယ်မှာပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့ဒါကို IMEI နံပါတ်စစ်ကြည့်ပြီးတော့ကောင်းမကောင်းသိနိုင်ပါတယ်ဥပမာကျွန်တော်တို့ကင်ထားတဲ့ဖုန်းကတရုတ်ဖုန်းလားဂျာမနီဖုန်းလားဒါမှမဟုတ်ရင်မူရင်းကုမ္ပဏီထုတ်ဖုန်းလားကလုံးပွားထားတဲ့ဖုန်းလားဆိုတော့ကျွန်တော် IMEI နံပါတ်ကြည့်ပြီးတော့သိနိုင်ပါတယ်အဲ့ဒီလေးကိုကျွန်တော်ဒီတစ်ခေါက် share လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတစ်ခုမှတော့ကျွန်တော်စကန်ဖုန်းတွေဝယ်တဲ့အခါဂျင်းထဲမခံအောင်ဆိုပြီးတော့စစ်လို့ရတဲ့နည်းလေးတွေလည်းကျွန်တော်တင်ပေးထားပါတယ် channel ထဲမှာဝင်ကြည့်လို့ရပါတယ်ကဲစနိုင်အောင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဘယ် Android ဖုန်းမဆိုဒီနည်းလေးအတိုင်း live စစ်ကြည့်လို့ရပါတယ်ကျွန်တော်တို့အဲ့အတွက်ကျွန်တော်တို့ဒီဖုန်းပုံလေးကိုနှိပ်လိုက်ပါဖုန်းထဲကနေပဲကျွန်တော်တို့ကုတ်လေးရိုက်ပြီးစစ်လို့ရပါတယ်ကျွန်တော်တို့အဲ့ဒီထဲကိုရောက်ပြီဆိုရင် star hat 06 hat ဆိုပြီးနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ IMEI ကုတ်လေးတွေပေါ်လာပါတယ်အဲကျွန်တော်တစ်ချက်လောက်ဘေးမှာအကြည့်ချက်ပြီးပြပေးပါမယ်ကျွန်တော်တို့အဲ့ကုတ်လေးတွေကိုကြည့်ပြီးတော့ဖုန်းကောင်းမကောင်းစစ်လို့ရတယ်ဆိုတော့ဘယ်လိုနည်းနဲ့စစ်မလဲဆိုတော့ကျွန်တော်တို့ဒီကုတ်လေးတွေကကျွန်တော်တို့နံပါတ်15လုံးရှိတယ်ဗျနံပါတ်15လုံးပေါ်လာရင်ကျွန်တော်ရှေ့ဆုံးကနေစရိမ့်မယ်1 2 3 4 5 6 9ကျွန်တော်9လုံးမြောက်နံပါတ်နဲ့10လုံးမြောက်နံပါတ်ကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းမှာကတော့1 2 3 4 5 6 9ကျွန်တော်9လုံးမြောက်နဲ့10လုံးမြောက်နံပါတ်ကကျွန်တော်ဖုန်းကတော့03ဆိုပြီးပေါ်နေပါတယ်ဟုတ်ကဲ့တခြားဖုန်းတွေမှာလည်းသူ့နံပါတ်နဲ့သူတော့ပေါ်လိမ့်မယ်ဗျာကျွန်တော်အဲ့ဒါလေးကိုတစ်ချက်ပြောပြချင်တာကကျွန်တော်တို့အဲ့9လုံးမြောက်နဲ့10လုံးမြောက်နံပါတ်မှာ02သို့မဟုတ်20ဆိုပြီးတော့ပေါ်နေရင်တရုတ်ကုမ္ပဏီကထုတ်တဲ့ဖုန်းဖြစ်ပါတယ်အဲ့မှာ08သို့မဟုတ်80ဆိုပြီးပေါ်နေရင်အဲ့ဒါဂျာမနီနိုင်ငံကထုတ်တဲ့ဖုန်းဖြစ်ပါတယ်ကျွန်တော်တို့01သို့မဟုတ်10ဆိုပြီးတော့အဲ့နေရာမှာပေါ်နေရဆိုရင်အဲ့ဒါဖင်လန်နိုင်ငံထုတ်တဲ့ဖုန်းဖြစ်ပါတယ်အဲ့ကောင်လေးတွေလည်းတိတ်မဆိုးဘူးဗျပြီးတော့ကျွန်တော်တို့56သို့မဟုတ်65ဆိုပြီးပေါ်နေရင်အဲ့ဒါပေါ်တူဂီနိုင်ငံထုတ်တဲ့ဖုန်းဖြစ်ပါတယ်ကျွန်တော်တို့3ညကနေတော့စပြီးတော့ကျွန်တော်တို့ခုနက0220ဆိုရင်အဲ့ဒါတရုတ်ကုမ္ပဏီထုတ်ဖုန်းပါကျွန်တော်တို့03 04 05 06ဆိုရင်အဲ့ဒါမူရင်းကုမ္ပဏီကထုတ်တဲ့ဖုန်းတွေဖြစ်ပါတယ်အဲ့ကောင်တွေကတော့ quality ကောင်းတယ်လို့ပြောလို့ရပါတယ် quality ကောင်းတယ်ပြောလို့ရတယ်ဆိုမကောင်းတဲ့ဖုန်းကဘာလဲဆိုတော့ကျွန်တော်တို့1331လို့ဖြစ်နေတယ်အဲ့ဖုန်းတွေကတော့လုံးဝမကောင်းဘူးဗျအဲ့ကောင်တွေကကလုံးပွားတဲ့ဖုန်းတွေသို့မဟုတ်စက်ပိုင်းဆိုင်ရာမှာတိတ်ပြီးအဆင်မပြေတဲ့ဖုန်းတွေဖြစ်တတ်ပါတယ်ကျွန်တော်တို့ ID လေးတွေတိုင်းအမြန်စစ်ကြည့်လို့ရပါတယ်ကျွန်တော်တို့ IMEI စစ်တဲ့ကုတ်ကလေးကိုတစ်ချက်မှတ်ထားလိုက်တာနဲ့ကျွန်တော်တို့ဖုန်းဝယ်ရင်ပဲဖြစ်ဖြစ်အဲ့ကုတ်ကလေးရိုက်ပြီးစစ်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ဗျအားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ်Thank you. Bye bye.